ဂျပန်နိုင်ငံမှာအစားအစာရဲ့အရသာကိုပုံမကောင်းမွန်အောင်လုပ်ပေးနိုင်တဲ့ဇုံတစ်ချောင်းရှိပါတယ်။ဒါကတော့ဂျပန်လျှက်စစ်စားဆုံးဖြစ်ပြီးကီရင်ဟိုဒင်းစ်မှတီထွင်ခဲ့တာပါ။ဒီမော်ဇုံဟာအစားအစာတွေစားမထည့်ပဲဆိုဒီယမ်နဲ့တဲ့အစားအစာကိုပုံငန်တဲ့အရသာရှိအောင်လုပ်နိုင်တဲ့အတွက်လူသိများလာခဲ့တာပါ။ဒီလျှက်စီးကြောင်းကဆိုဒီယမ်အိုင်ယွန်းတွေဒါမှမဟုတ်ငန်တဲ့အရသာအတွက်တာဝန်ရှိတဲ့အမှုန့်အမွှားတွေကိုလူတွေရဲ့ရှာစီရွှေ့ပေးပြီးစားရတာကိုပိုပြင်းတယ်လို့ထင်ရစေပါတယ်။ရှင်းရှင်းပြောရရင်လျှက်စစ်ဇုံကဆိုဒီယမ်အိုင်ယွန်းတွေကိုတငယ်ချင်းတို့အရသာခံဖူးတွေစီတိုက်ရိုက်ပို့ဆောင်ပေးတာကြောင့်ငန်တဲ့အရသာကိုပိုရစေတာပါ။လျှက်စီးကြောင်းကအလွန်အားနည်းပြီးအရသာခံစားမှုကိုထိခိုက်စေဖို့သာဒီဇိုင်းထုတ်ထားတာပါ။အသုံးပြုသူတချို့ကသူတို့ရဲ့ရှာမှာအနှဲငယ်ထုံကျင်တဲ့ခံစားချက်ခံစားရတယ်လို့ပြောပါတယ်။ဒီလျှက်စစ်ဇုံတွေကအဓိကအားဖြင့်စားသုံးမှုကိုလျှော့ချဖို့လိုအပ်တဲ့သူသွေးတိုးရောဂါရှိတဲ့သူနဲ့ငန်တဲ့အရသာတွေကိုမစွန့်လွတ်ပဲကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုလိုချင်သူတွေအတွက်ရည်ရွယ်ထုတ်ထားပါတယ်။တော်တော်များများကဒီဇုံတကယ်ကောအလုပ်လုပ်ပါသလားလို့မေးခွန်းရှိကြလိမ့်မယ်လို့ထင်ပါတယ်။ကီရင်ကဆိုဒီယမ်နဲ့တဲ့အစားအစာတွေကိုတစ်ဆက်ခွဲလောက်ပုံငန်တဲ့အရသာရှိအောင်လုပ်နိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့အသုံးပြုသူတွေရဲ့အတွေ့အကြုံတွေကကွဲပြားပါတယ်။တချို့လူတွေကကွာခြားချက်ကိုသတိထားမိကြပေမဲ့တချို့ကတော့အကျိုးသက်ရောက်မှုအနည်းငယ်သာရှိရလို့ဆိုပါတယ်။